ဒီ906 Sarangoma 906လာစောင့်စီးလို့ရှင်လေသူကအဲ့လိုမျိုးကျမရောက်လာတဲ့အချိန်ကိုအဲ့ဒီမျိုးပေါ့နော် next bus arriving time ကိုကြည့်လိုက်လို့သူက14မိနစ်15မိနစ်ဆိုတာချိန်နေတယ်အရှိပါတအောင်လေးပဲကထွက်သွားတယ်ပေါ့နော်အဲ့လိုထွက်သွားပြီးဆိုရင်ကျမဒီဆိုင်လေးမှာလာတောက်တယ်သူဆိုင်ကဘာလဲဆိုရင်ဖုန်းရှမ်းဟောင်းတဲ့သူကဟိုတရုတ် traditional ဟိုအရင်ကဆိုင်လေးလိုပေါ့အဲ့လိုဘာမုတ်တို့လက်ဖက်ရည်တို့ရောင်းနေဆိုတော့ပထမအရင်တော့ကလေကျမလေဟို coffee တောက်လို့မရဘူး coffee တောက်ရင်ရင်တုံနေ coffee တောက်ရင်ရင်တုံနေ coffee တောက်ရင်အိတ်လို့မရဘူးဒါပေမဲ့လေအိတ်ဆုံးကြတော့ဘာဖြစ်သွားလဲဒီလားအခု coffee တစ်နေ့3ထုတ်တောက်တယ်3ခွက်တောက်တာတော့မှဘာမှမဖြစ်ဘူးအိတ်လို့ရတယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုလက်ဖက်ရည်တောက်လို့ရှိရင်လက်ဖက်ရည်တောက်လို့မရဘူးလက်ဖက်ရည်တောက်ရင်တုံနေဒီမှာရင်တွေအောက်နေပေါ့နော်အခုကျတော့ဘာဖြစ်လဲအခုဆိုဒါဆိုညနေပိုင်းပေါ့6နာရီကျော်ပြီလက်ဖက်ရည်တောက်တယ်လက်ဖက်ရည်တောက်လဲတောက်လို့ရတယ်ဘာမှမဖြစ်ဘူးရင်လည်းမတုံတော့ဘူးပန်းလည်းမတုံတော့ဘူးပြီးရင်လက်ဖက်ရည်တောက်ပြီးတော့လေညဆိုလို့ရှိရင်လေအိတ်လို့ရတယ်သူဟာသူအိတ်လို့မရချင်ရင်လာမရတာလက်ဖက်ရည်တောက်တာမဆန်ဘူးအဲ့တော့ဘာပဲလို့လဲဆိုရင်အဓိက practice လုပ်ပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်နဲ့အရင်ကအတူလေးဆရာမသူကဘာပြောလဲဆိုရင်သူ့သမီးလေးနှစ်ယောက်ငယ်ငယ်တုန်းကအသက်မစားနိုင်ဘူးအဆက်ကျွေးတယ်ကျွေးတော့ဒီကလေးတွေအခုဆိုအဆက်ကိုဘယ် grade ထိစားနိုင်တယ်ပေါ့ဒါဆိုလို့ရှင်တာကဒါဟိုကောင်းတယ်မကောင်းဘူးလို့ပြောတာမဟုတ်ဘူးဆိုလို့ရှင်တာကဘယ်အရာမဆို practice လုပ်ပေးရတယ်ပေါ့နော် practice လုပ်တဲ့အခါမှာဆိုလို့ရှင်သူကဟိုလှုပ်လာနိုင်တာပဲပေါ့နော်ဥပမာဆိုရင်လေ့ကျင့်ခန်းလုပ်တဲ့လူတယောက်ပထမဦးဆုံးသူဟိုလေ့ကျင့်ခန်းလုပ်ဖို့ခက်ခဲမဲ့ပထမတစ်ရက်လုပ်တဲ့ခါမှာအကျော်တွေတောင်းမယ်တင်းမယ်နားမယ်နောက်တစ်ရက်အတွက်ဒါပေမဲ့လှုပ်သွားတဲ့ခါမှာဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်တော့ဘူးပေါ့နော်အဲ့ဒီလိုပဲဥပမာမနေ့အစောကြီးမထားနေတဲ့ဒီတယောက်ထားလိုက်တဲ့ခါမှာဒီပုံမှန် use ဖြစ်သွားတဲ့ခါမှာဆိုရင်အဆင်ပြေသွားတယ်အဲ့တော့အရာအလုံးက is all about practice နော် practice make perfect ဆိုတော့ကိုကတစ်ခုခုမှာကိုကောင်းချင်တယ်ဆိုလို့ရှိရင်ကိုဘာလုပ်ရမလဲဆိုတော့ practice ပဲလုပ်ရမှာပေါ့နော်practice လုပ်တဲ့အခါမှာဆိုလို့ရှိရင်ကိုတော်လာမယ်ကျွန်မဟိုတနေ့ကတော့ဘာဖတ်ရလဲဆိုတော့အဲ့ဒီရဲ့ဟိုပေါ့နော်concept တစ်ခုမှာသွားတော့တဲ့အဲ့ဒီဟိုစာဟုတ်ပေါ့နော်ဒီဟိုစန်လျာတီးပြတဲ့ဟိုစာဟုတ်ပေါ့နော်တန်ရတီးပြတဲ့အဲ့ဒီပညာရှင်ကိုတဲ့ပွဲလဲပြီးတော့အဲ့ဒီလူတယောက်ကသွားနှုတ်ဆက်တယ်ပေါ့နော်ငါလည်းညလို့ဖြစ်ချင်လိုက်တာလို့ပြောတဲ့အခါမှာအဲ့ဒီပညာရှင်ကသူ့ကိုဗာပြောလို့ဆိုတော့ဖြစ်နိုင်တာပေါ့တဲ့ဖြစ်နိုင်တာပေါ့လို့ပြောပြီးတော့မှအဲ့ဒီပညာရှင်ကဗာပြောလဲဆိုတော့ဖြစ်နိုင်တာပေါ့ဒါပေမဲ့နင်အချိန်တော့ပေးရမယ်ပေါ့နော်6လတန်ဒီ1နှစ်တန်ဒီ4နှစ်တန်ဒီ9နှစ်တန်ဒီ14နှစ်တန်ဒီအဲ့လိုပေးရမယ် based on your practice based on the time that you spend เนาะအဲ့ဒီလိုမျိုးကိုလှုပ်လိုက်တဲ့အချိန်မှာပဲဘာဖြစ်သွားလဲဆိုတော့သူကကိုကပူပြီးတော့မှပူပြီးတော့မှဟိုပါပေါ့ perfect ဖြစ်တဲ့လူမျိုးဖြစ်လာတယ်ပေါ့နော်ဆိုတော့ကိုကတခုခုမှာကျွမ်းကျင်ခြင်းနဲ့ကိုတခုခုမှာတော်ခြင်းနဲ့เนาะကိုတခုခုမှာထူးချွန်ခြင်းနဲ့ထက်မြက်ခြင်းနဲ့ဆိုရင်ကြိုးစားပါဥပမာတင်ချာညံ့တဲ့လူတယောက်ဆိုတင်ချာကိုဖိကြိုးစားတင်ချာကောင်းလာလိမ့်မယ်ပေါ့နော်အဲ့ဒါမျိုးကိုပြောပြချင်တာပေါ့ဆိုတော့တောက်လို့ပုံမှန်နေတာကားလေးရောက်လာပြီဆိုတော့ဆိုတော့ဟိုကျွန်တော်ခုနပြပြတယ်လို့ပဲပေါ့နော် practice လုပ်ပါ practice လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဟို train လုပ်ပေးပါပေါ့နော် train လုပ်ပေးပါကိုလေ့ကျင့်ပေးတဲ့အခါမှာဆိုရင် when you get used to it အဲ့ဒါလေးကအဆင်ပြေသွားပါလိမ့်မယ်လို့နော်